တူရဲတော့တီထောင်သူတူကအပြိုင်ဆိုင်များတဲ့ဈေးကွက်တစ်ခုထဲမှာတစ်လကိုဒေါ်လာ2500ရရှိနေတဲ့လုပ်ငန်းတစ်ခုကိုဘလို့များတီထောင်ခဲ့တယ်လဲမိတ်ဆွေပိုင်ဆိုင်မှုအပြည့်အဝနဲ့ဘဝရဲ့ဟန်ချက်ညီမှုနှစ်ခုလုံးကိုလိုချင်တဲ့မြည်သူမဆိုအတွက်ဒီဗီဒီယိုကအထူးသင့်တော်ပါတယ်လုပ်ငန်းကိုအပြင်းထန်စူးစမ်းခြင်းမရှိဘဲနဲ့သူဘလို့အောင်မြင်ခဲ့တယ်လဲဆိုတာကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်တီထောင်သူချာလီကလပ်ကသူ့လုပ်ငန်းအတွက်သေးငယ်ပြီးတွက်ချက်ထားတဲ့အန်ဒီယေတွေကိုသာယူခဲ့တာဖြစ်ပါတယ်သူကဒေါ်လာဘီလီယံချီတဲ့လုပ်ငန်းကြီးတစ်ခုအတွက်သူ့ရဲ့ဝါသနာပိတ်ရက်တွေနဲ့အိတ်ချိန်တွေကိုစွန့်လွတ်ခဲ့တာမဟုတ်ပါဘူးဒါဆိုသူဘယ်လိုလုပ်ငန်းမျိုးကိုလိုချင်ခဲ့တာလဲဒီစိတ်ကသူ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုပုံဖော်ပေးခဲ့တယ်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ချာလီကသူ့ဘာသာသူကိုယ်တိုင်သင်ယူခဲ့ပြီး Flash application အမျိုးမျိုးကိုတိစောက်ခဲ့တာဖြစ်ပါတယ်အစပိုင်းမှာတော့ဥပဒေအရသူ့ရဲ့ဘေးထွက် project တွေကနေငွေရှာဖို့မဖြစ်နိုင်ခဲ့ပါဘူးနောက်ပိုင်းမှာတော့သူက The Colors of Motion Gloss of Motion ဆိုတဲ့ poster လုပ်ငန်းနဲ့ Visual ဆိုတဲ့ print on demand ဈေးကွက်ကိုထူထောင်ခဲ့ပါတယ်ချာလီက visual လုပ်ငန်းအတွက်ဖောက်တယ်ရှာဖွေရင်ပကြီးဆရာတွေက link in bio ကရိယာတွေကိုသုံးနေတာကိုသတိထားမိခဲ့ပါတယ်ဒီလိုနဲ့သူဟာအပြိုင်ဆိုင်များတဲ့ဈေးကွက်တစ်ခုမှာတောင်အခွင့်အလမ်းတစ်ခုကိုမြင်ခဲ့တာဖြစ်ပါတယ်ဒါဆိုသူဘလို့များလက်ရှိကရိယာတွေနဲ့ရှင်ပြိုင်ဖို့စဉ်းစားခဲ့တာလေအစကတည်းကသူ့ရဲ့အဓိကကွဲပြားခြားနားမှုကဘာလဲဆိုတာကိုသိချင်လာပါလိမ့်မယ် LinkedIn bio ကိရိယာဖြစ်တဲ့ links လုပ်ငန်းက YouShin နဲ့ mobile website တိစောက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်သူကကုန်ကျစရိတ်ကိုနှိမ်ကျအောင်ထိန်းသိမ်းပြီးအပြိုင်ဆိုင်တွေကိုဈေးနှုန်းချိုသာစွာနဲ့ရှင်ပြိုင်ခဲ့တာပါအစပိုင်းမှာ premium profile အတွက်တစ်လကို$3ပဲကောက်ခံခဲ့ပြီးနောက်ပိုင်းမှာ$4အထိစမ်းတက်ခဲ့တာဖြစ်ပါတယ် links ရဲ့သေးငယ်တဲ့လုပ်ငန်းဖွဲ့စည်းပုံကြောင့်ဈေးနှုန်းချိုသာစွာကောက်ခံနိုင်ပြီးကောင်းမွန်တဲ့အမြတ်အစွန်းရရှိခဲ့တာပါသူတို့ရဲ့နည်းပညာစနစ်ကတော့ Digital Ocean, MongoDB, AWS, Node.js နဲ့ React တို့ကိုအသုံးပြုထားပါတယ်ဒါဆိုသူတို့ရဲ့နည်းပညာတွေကတာမန်ပဲဆိုရင်ဘယ်အရာက links ကိုပြိုင်ဘက်တွေတဲ့ထူးခြားအောင်လုပ်ပေးခဲ့တာလဲ link ချာတက်ရက်ပြီးအသုံးပြုရလွယ်ကူတဲ့ UI design ကြောင့်ထင်ရှားခဲ့တာပါသူ့မှာစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့လုပ်ဆောင်ချက်တွေပါဝင်ပါတယ်ဒါအပြင်ပုံမှန်မတွေ့ရတတ်တဲ့စာမျက်နှာတွေ file တွေ Instagram data ဆွဲထုတ်တဲ့စနစ်လိုလုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်ဒီလိုလုပ်ဆောင်ချက်တွေရှိနေပေမဲ့သူကအခမဲ့အသုံးပြုသူတွေနဲ့ပတ်သက်ပြီးဘယ်လိုဆုံးဖြတ်ချက်မျိုးကိုချခဲ့တယ်လဲဆိုတာကိုသိရရင်အံ့ဩမိပါလိမ့်မယ် links ကိုအစကအခမဲ့ဝန်ဆောင်မှုအဖြစ်စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အခမဲ့အသုံးပြုခွင့်ကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကငွေကြေးအကြောင်းကြောင့်မဟုတ်ဘဲ spam phishing လိုမျိုးမကောင်းတဲ့အသုံးပြုမှုတွေများလာတာကြောင့်လက်ဖြင့်စစ်ဆေးဖို့ခက်ခဲလာတာကြောင့်ပါဒါဆိုဒီဆုံးဖြတ်ချက်ကြောင့်ငွေကြေးပိုင်းမှာဘယ်လိုမျိုးမမျှော်လင့်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာခဲ့တာလဲအခမဲ့ဝန်ဆောင်မှုကိုဖယ်ရှားလိုက်တဲ့အခါစုစုပေါင်းအသုံးပြုသူအသစ်တွေရောကျသွားပေမဲ့ငွေပေးချေတဲ့အသုံးပြုသူအသစ်တွေကတော့တိုးလာခဲ့ပါတယ်အနာဂတ်မှာ LLM နည်းပညာတွေကိုအသုံးပြုပြီးမကောင်းတဲ့အသုံးပြုမှုတွေကိုအလိုအလျောက်စစ်ဆေးဖို့သူကမျှော်မှန်းထားပါတယ်ဒီလိုပြောင်းလဲမှုတွေရှိနေပေမဲ့လည်းသူ့ရဲ့အသုံးပြုသူအခြေခံကိုအစကတည်းကဘလို့တိဆောက်ခဲ့ပြီးအခမဲ့ဝန်ဆောင်မှုမရှိပဲဘလို့ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာလဲအစပိုင်းလုံးကတော့သူက link in bio စာမျက်နှာမရှိသေးတဲ့ Instagram အသုံးပြုသူတွေကိုထိုက်ရိုက်ချင်းကပ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ links ရဲ့ URL နဲ့ made with links ဆိုတဲ့တစိမ့်ကနေအလိုအလျောက်အသုံးပြုသူတွေရရှိလာခဲ့ပါတယ်ဒါ့အပြင်သုံးစွဲသူတွေရဲ့အချက်လက်တွေကိုအခြေခံပြီးလှုပ်ဆောင်ချက်အသစ်တွေကိုတိဆောက်ခဲ့တာဖြစ်ပါတယ်Instagram ကြော်ညာတွေကအစပိုင်းမှာထိရောက်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Google ကြော်ညာတွေကပိုမိုအကျိုးရှိလာခဲ့ပါတယ်။သူ့ရဲ့စွန့်ဦးတီထွေမှုခရီးတစ်လျှောက်လုံးမှာခရီးသွားနဲ့တငါတယ်ဆိုတဲ့ပုံမြင်တွေကနောက်ဘာဆက်လုပ်မလဲဆိုတဲ့တသနာကိုသူကစုပ်ကိုင်ထားပါတယ်။သူကလုပ်ငန်းတိုးတက်မှုအတွက်ရည်ရွယ်ပြီးရင်းနှီးမြှုပ်နှံသူတွေနဲ့လက်တွဲဖို့ညှင်းပယ်ခဲ့တာဖြစ်ပါတယ်။စွန့်ဦးတီထွင်သူတွေအတွက်အရေးကြီးတဲ့အချက်၃ချက်ကိုချာလီကလပ်ကအကြံပြုခဲ့ပါတယ်။ပထမတစ်ခုကတော့စောစောစီးစီးလုပ်ငန်းစတင်ဖို့ဖြစ်ပါတယ်ဒုတိယအနေနဲ့အခြေအနေရပြောင်းလဲသိရင်ပြောင်းလဲပြီးဘယ်ချိန်မှအာရုံစိုက်ရမလဲဆိုတာသိဖို့ပါတတိယအချက်ကတော့ကန်ဒီယာဟာအောင်မြင်မှုမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကိုနားလည်ဖို့ပဲဖြစ်ပါတယ်သူ့ရဲ့လုပ်ငန်းလမ်းကြောင်းကပုံမှန်မဟုတ်တဲ့တည်ငြိမ်တဲ့ဆုံးဖြတ်ချက်တွေနဲ့ပြည့်နှက်နေတာကိုတွေ့ရပါတယ်ဒါကြောင့်သူ့ရဲ့ဇာတ်လမ်းကိုဆက်လက်လေ့လာခြင်းကမိတ်ဆွေရဲ့ကိုယ်ပိုင်ကြိုးစားမှုတွေအတွက်အသုံးဝင်တဲ့အခွင့်အလမ်းတွေကိုမြင်လာစေနိုင်ပါတယ်လို့ပြောချင်ပါတယ်